Namaste အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမနဲ့အတူတူ Hatha Yoga ရဲ့မိနစ်30စာအခြေခံ sequence လေးအတူတူလေ့ကျင့်ကြည့်ကြရအောင်အရင်ဆုံး yoga mat ထိပ်ကလေးမှာခြေထောက်ကလေးနှစ်ဖက်ကိုစုကပ်ဒီပုံလေးကိုတက်ကင်လှုပ်ထားပြီးမယ်ဝမ်ပိုက်ကြောလေးစံထုတ်ထားမယ်ခါးလေးကမမတ်ကလေးထားမယ်တက်ကလေးရှုသွင်းပြီးလက်ကလေးနှစ်ဖက်ကိုဥကောင်းထက်ကိုမတင်သွားပြီးရင်ဘတ်ကလေးကိုဖွင့်ကြမ်းတဲ့ပပန်လေးပြုလုပ်ပေးမယ်ရှုထုတ်ရင်းနဲ့ခါးစကနေပြီးတော့အရှိကိုကိုင်းချမယ် standing forward fold လေးနေပေးမယ်ဒီနေရာမှာပေါင်းနောက်ကြောကလေးတွေတင်းနေတဲ့သူကဘလော့တုံးလေးပေါ်မှာလက်ကလေးကိုတင်ထားပြီး half forward fold လေးနေလို့ရပါတယ်ဝမ်းမိုက်ကြောလေးကိုစမ်းထုံမယ်ကြောကုန်းလေးကိုဖိချမယ်ဥကောင်းလေးကအောက်ကိုမငုံမယ်အရှိကိုကြည်ထားပေးပါမယ်ရှုသွင်းရှုထုတ်ကလေးနဲ့ဒီနေရာမှာတင်ထားပေးပါ5 4 3 2 and 1အသက်ရှုသွင်းပြီးခါလေးပေါ်မှာလက်ကလေးကိုဒီစင်တာကိုပြန်ယူလာပြီးမယ်ကျမတို့ side bending လေးသွားပါမယ်ခြေပြားလေးနှစ်ဖက်ကိုစုကပ်ထားမယ်အသက်ရှုသွင်းရင်းနဲ့လက်ကလေးနှစ်ဖက်ကိုဥကောင်းထက်ကိုစံထုတ်လက်ပွားလေးနှစ်ဖက်က namaste hand လေးနဲ့ထားထားပြီးမယ်ရှုထုတ်ရင်းနဲ့ညာဘက်ကလေးကိုစောင်းချမယ်ဘေးကြောဂျိုင်းကြောလက်မောင်းကြောကလေးတွေတင်းနေအထိစောင်းချပေးပါ5 4 3 2 and 1တက်ရှုသွင်းပြီးစင်တာကိုပြန်ယူလာရှုထုတ်ပြီးဘယ်ဘက်ကလေးကိုစောင်းချမယ်ရင်ဘက်ကလေးကိုဖွင့်ထားပေးမယ်ဘေးကြောဂျိုင်းကြောလက်မောင်းကြောကလေးတွေတင်းလာတဲ့အထိစောင်းချပေးပါ5 4 3 2 and 1တက်ရှုသွင်းပြီးစင်တာကိုပြန်ယူလာပြီးရှုထုတ်ရင်းနဲ့လက်ကလေးနှစ်ဖက်ကိုကိုယ့်ရဲ့ခနာကိုတစ်ပတ်တစ်ချက်ချလိုက်မယ်ခြေပြားလေးနှစ်ဖက်ကိုကိုယ့်ရဲ့ခါးကွာဝေးတိုင်းကွာလိုက်မယ်လက်ကလေးနှစ်ဖက်ကိုရှက်ပလက်ကလေးလန့်အသက်ရှူသွင်းပြီးဥကောင်းတက်ကိုစမ်းထုတ်မယ်ဒီပုံလေးကတက်ကင်လှုပ်ထားပြီးဝမ်ပိုက်ကြောလေးကိုစမ်းထုတ်ခါးလေးကမမတ်ကလေးထားမယ်ရှူသွင်းရှူထုတ်ကလေးနဲ့ဒီနေရာမှာထိန်းထားပြီးအသက်ရှူသွင်းရင်းနဲ့ခြေပြားလေးထားကိုယ့်ရဲ့ focus point တနေရာလေးကိုကြည့်ထားပြီး standing ဒါရဇနာလေးနဲ့ကျမတို့ကနာလေးတင်ထားပြီးမယ်5 4ကနာကိုတစ်ခုလုံးကိုစမ်းထုတ်ပေးပါ3 2 and 1ပြေးပြီးချင်းစီခြေပြားလေးချလက်ကလေးကိုအရှိကိုချလိုက်မယ်လက်ကလေးနှစ်ဖက်ကိုကိုယ့်ရဲ့ပခုံးနဲ့တထန်နဲ့စမ်းထုတ်ရှုသွင်းရှုထုတ်ပြုလုပ်ရင်းနဲ့ပညာကျမတို့ twisting လေး9ချိန်ပြုလုပ်ပေးမယ်ရှုထုတ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 ်ရှုစင်တာကိုပြန်ယူလာပြီးမယ်လက်ကလေးနှစ်ဖက်ကိုခါရဲ့အနောက်မှာထားလိုက်မယ်အသက်ရှူသွင်းရင်းနဲ့ကျမတို့ရင်ဘတ်ကလေးကိုဖွင့်ဂျန်တပပန်လေးပြုလုပ်ပေးပါမယ်မျက်နှာချက်သို့မဟုတ်ကောင်းကင်ကိုကြည့်ထားပေးလို့ရပါတယ်တောင်လေးနှစ်ဘက်ကရသလောက်အနောက်ကိုပို့ထားပေးပါရှုသွင်းပြီးစင်တာကိုပြန်ယူလာမယ်ရှုထုတ်ရင်းနဲ့အရှိကိုကိုင်းချမယ်ကြောကုန်းလေးကိုဖိချဝမ်ပိုက်ကြောလေးကိုစမ်းထုတ်တထောင်လေးနှစ်ဖက်ကအနောက်ကိုပို့ထားပေးပါဥကောင်းလေးအောက်ကိုမငုံပါနဲ့အရှိကိုကြည့်ထားပေးပါအသက်ရှုသွင်းရင်းနဲ့ခနာကူလေးကိုမမတ်ကလေးပြန်ယူလာပေးမယ်ဝ
ကျမတို့ triple လေးကိုဆက်ပြီးတော့သွားမယ်ခြေပြားလေးနှစ်ဖက်ကိုစုကတ်ထားမယ်ခဏကို weight ကလေးကိုဘယ်ဘက်ခြေပြားလေးပေါ်မှာတင်တာညာတူးလေးကိုကွေးခြေဖွားလေးကကိုယ့်ရဲ့ဘယ်ဘက်ပေါင်တွင်းကြောလေးတွေထဲကိုတင်လိုက်မယ်ဒူးလေးကအနောက်ကိုပို့ထားပေးမယ်ကိုယ့်ရဲ့ခနာကိုယ်လေးကတည်ငြိမ်သွားတယ်ဆိုလို့ရှိရင်လက်ကလေးနှစ်ဖက်ကိုရင်ဘတ်ရှိကိုယူလာပြီးနာမစတေဟန်လေးနဲ့နေပြီးရှူတွင်းရှူတုပ်ကလေးနဲ့ဒီတိုင်းလေးနေလို့ရတယ်လို့လက်ကလေးနှစ်ဖက်ကိုကိုယ့်ရဲ့ဦးခေါင်းထက်ကိုစမ်းထုတ်လက်ကလေးနှစ်ဖက်ကိုရှိပြီးတော့လေနေပြီးလို့ရပါတယ်ကိုယ့်ရဲ့ focus point လေးတစ်ခုကိုကြည့်ထားပေးပါရှူတွင်းရှူတုပ်ကလေးနဲ့ထိန်းထားပေးပါ3 2 and 1ဖြည်းဖြည်းချင်းဒီလက်ကလေးနှစ်ပတ်ရှင်ဘက်ရှိကိုယူလာပြီးကိုယ့်ရဲ့ညာတူးလေးကိုချလိုက်မယ်အခုဘယ်ဘက်အချင်းသွားမှာဆိုတဲ့အတွက်ကိုယ့်ရဲ့ခနာကိုဝေးကိုညာဘက်ခြေပွားပေါ်မှာပို့လိုက်မယ်ဘယ်တူးလေးကိုကွေးခြေပွားလေးကိုညာဘက်ပေါင်ရင်းကြောလေးတွေကိုတင်လိုက်ပါမယ်ဒူးလေးကအနောက်ကိုပို့ထားရပါမယ်လက်ကလေးနှစ်ဖက်ရှင်ဘက်ရှိကိုယူလာပြီးရှူသွင်းရှူထုတ်ကလေးနဲ့ဒီနေရာလေးမှာထိန်းထားလို့ရတယ်လို့လက်ကလေးနှစ်ဖက်ကိုကိုယ့်ရဲ့ဦးခေါင်းထက်ကိုစမ်းထုတ်ပြီးတော့နေလို့ရပါတယ်ရှူသွင်းရှူထုတ်ကလေးနဲ့ထိန်းထားပေးပါလက်ဖွားလေးနှစ်ဖက်ရှင်ဘက်ရှိမှာပဲထားထားပေးလို့ရတယ်လို့ဦးခေါင်းထက်ကိုလည်းမတင်ပြီးရှူသွင်းရှူထုတ်ကလေးနဲ့ထိန်းထားလို့ရပါတယ်ရှင်3 2 and 1ဖြည်းဖြည်းချင်းစီကိုယ့်ရဲ့ pose ကလေးကို release လုပ်တဲ့အခါမှာညင်တတဖြည်းဖြည်းချင်းစီပြန်လာပြီးလို့ရပါတယ်ရှင်ကိုယ့်ရဲ့မက်ကလေးချိန်မှာခြေထောက်ကလေးနှစ်ဖက်စုကပ်ပြီးမတက်ရလိုက်မယ်အသက်ရှူသွင်းပြီးလက်ကလေးနှစ်ဖက်ကိုပေါ်မှာတင်သွားမယ်ရှူထုတ်ရင်းနဲ့ခါကနေပြီးတော့အရှိကိုကိုင်ချ forward 4လက်ဖွားလေးနှစ်ဖက်ကိုကိုယ့်ရဲ့ခြေဖြာတစ်ဖက်တစ်ချက်မှာထားပြီးအသက်ရှူသွင်းရင်းနဲ့ကိုယ့်ရဲ့ညာခြေလေးကိုအနောက်ကို3-4လမ်းအကွာလောက်ကိုရှူသွားပြီးမယ်ညာဒူးလေးချမယ်ခြေပွားလေးချမယ်အရှိကဘယ်ဒူးလေးကကိုယ့်ရဲ့ချစ်ချင်းဝစ်လေးအပေါ်မှာရှိထားရပါမယ်ကိုကလက်ဖွားနှစ်ဖက်ကိုကျမ်းမြေမို့ကိုချနိုင်ရင်ချတယ်လို့အခုကျမပြထားတယ်လို့ဘလော့သုံးလေးပေါ်မှာလက်ပွားလေးကိုတီးမိထားလို့ရပါတယ်ရှင်မကလေးကိုဖွင့်အရှိကိုကြည့်ထားလို့ရတယ်လို့ကိုယ့်ရဲ့မျက်နှာချက်ကောင်းကင်မော်ကိုလည်းကြည့်ထားလို့ရပါတယ်ရှူထုတ်ရင်းနဲ့ဘဲချီလေးအနောက်ကိုယူသွားမယ်ခြေပြားလေးနှစ်ဖက်အတူတူပူကတ်မောင်တင်ပူကလေးသွားပါမယ်ကိုယ့်ရဲ့လက်ဖက်နောက်ကလေးကနေပြီးတော့ခနာကိုလေးကိုတွန်းထားကြော်လေးကိုဖိထားပေးမယ်ကျမတို့မောင်တင်ပူမှာကိုက hamstring တွေကတင်းနေသေးတယ်ဆိုလို့ရှိရင်ဂျူးလေးကွေးပြီးနေလို့ရပါတယ်မမိုက်ကြော်လေးကိုစမ်းကြောကုန်းလေးကိုတော့ဖိထားပေးပါဖြည်းဖြည်းချင်းစီကိုယ့်ရဲ့ပေါင်နောက်ကြောကလေးတွေကလျှော့လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒူးလေးကိုဖြည်းဖြည်းချင်းစီစမ်းထုတ်ခြေဖနောက်ကလေးကြံမြင်ပေါ်ကိုချလို့ရပါတယ်ရှင်ပြီးအသက်ရှူသွင်းရင်းနဲ့ညာခြေလေးကိုအရှိကိုပြန်ယူမယ်ဘယ်ဒူးလေးချမယ်ညာဘက်ဒူးလေးကခြေဂျင်းဝစ်ကလေးရဲ့အပေါ်မှာရှိထားရပါမယ်ဘယ်ဘက်ကပေါင်လေးကိုဖိချမယ်ရှင်ဘက်ကလေးကိုဖွင့်မယ်အရှိကိုကြည့်ထားပြီးတရှူသွင်းရင်းနဲ့ညာခြေလေးကိုအနောက်ကိုပြန်ယူသွားပေးမယ်
မောင်တိန်ပူကလေးပြန်နေပြီးမယ်ကျူလေးကိုကွေ့ကြော်လေးကိုဖိချကိုယ့်ရဲ့လက်ဖနောက်ကလေးနဲ့ခန္ဓာကိုယ်လေးကိုတွန်းရှူတင်းရှူထုတ်ကလေးလို့ရင်ဒီနေရာမှာကျမတို့ဟိုထားပေးလို့ရပါတယ်မောင်တိန်ပူကလေးမှာနေပေးလို့ရပါတယ်ရှင်ဖြည်းစင်းနဲ့ဒူးလေးကိုချခြေပြားလေးချတင်မနဲ့ခြေဖနောက်ကလေးနဲ့ကတ်ဒူးနှစ်ဖက်ကလေးကိုမက်အကွာဝေးတိုင်းကာထုတ်ဝမ်းပိုက်ကြောလေးကိုစမ်းထုတ်လက်ကလေးနှစ်ဖက်ကိုရှေ့ကိုစမ်းထုတ်ပြီး extend နဲ့ချာပိုလေးနဲ့ခဏလောက်အနာယူပေးပါရှူသွင်းရှူထုတ်ကလေးပုံမှန်လုပ်ပေးဖို့မမေ့ပါနဲ့ဖြည်းချင်းစီအသက်ရှူသွင်းရင်နဲ့ညာခြေလေးကိုစမ်းထုတ်ဘဲခြေလေးကိုစမ်းထုတ်ကိုယ့်ရဲ့ဝမ်းပိုက်ပေါ်မှာခဏကိုလေးကိုထားလိုက်မယ်ပြီးရင်တောင်လေးနှစ်ဖက်ကကိုယ့်ရဲ့ပခုံးအောက်တန်တန်လေးမှာထားကျမတို့ spin pose လေးတော့ပါမယ်ဆိုတော့ဒီ pose ကလေးက cobra baby cobras လို့လည်းခေါ်တယ်လို့spin pose လို့လည်းခေါ်ကြပါတယ်လက်ဖွားနှစ်ဖက်ရဲ့အကွာဝေးကကိုယ့်ရဲ့တထောင်နဲ့တဒန်းနဲ့ရှိနေရပါမယ်ကြောရိုးမကြီးအားကိုအတုံးပြုပြီးတော့ခန္ဓာကိုယ်လေးကိုရင်ဘက်ကလေးကိုအပေါ်လေးကိုဖွင့်ပေးမယ်ခြေပြားလေးနှစ်ဖက်ကစုကတ်ထားခြေဖမိုးလေးကကြမ်းမြင်ပေါ်မှာကတ်နေရပါမယ်ရှူသွင်းရှူထုတ်ကလေးနဲ့ထိန်းထားပေးပါဒီ pose ကလေးကခါနာတာတွေခါကြောညက်တာတွေ sciatica pain ရှိတာတွေအတွက်အရန်ကောင်းတဲ့ pose ကလေးတစ်ခုဖြစ်ပါတယ်ပြီးကျမတို့ back strengthening လေးသွားလာကြရအောင်လက်ဖွားကလေးနှစ်ဖက်ကိုမှောက်ရက်ကလေးကိုယ့်ရဲ့ပေါင်အောင်မှာထားပေးမယ်အသက်ရှူသွင်းရင်းနဲ့ညာခြေလေးကိုမတင်မယ်ရှူထုတ်ပြီးပြန်ချမယ်ရှူသွင်းမတင်ရှူထုတ်ပြန်ချရှူသွင်းမတင်ရှူထုတ်ပြီးပြန်ချရှူသွင်းရှူထုတ်ပြီးဘယ်ဘက်ချမ်းလေးသွားမယ်ရှူသွင်းရှူထုတ်ကလေးနဲ့ပုံမှန်လေးသွားမယ်ရှူသွင်းရှူထုတ်ရှူသွင်းရှူထုတ်ရှူသွင်းရှူထုတ်ပြီးကျမတို့ခြေထောက်လေးနှစ်ပတ်ကိုစုကပ်ပြီးတော့အသက်ရှူသွင်းမိမှတင်ထားမယ်ခဏလေးဟိုထားပေးပါ3 2 and 1ဖြည်းဖြည်းချင်းစီခြေထောက်ကလေးနှစ်ပတ်ကိုချလိုက်မယ်လက်ကလေးနှစ်ပတ်ကိုဖြည်းဖြည်းချင်းစီအပြင်ကိုထုတ်လိုက်မယ်ဒီကျမတို့ crocodile pose ကလေးနဲ့အနာယူပေးမယ်ခြေဖွားလေးနှစ်ဖက်ကဘယ်ညာဘက်ကိုမျက်နှာမူထားပြီးမယ်ခြေဖနှောက်ကလေးနှစ်ခုကမျက်နှာချင်းဆိုင်ထားပြီးကျမ်းမြေမော်ကိုဖိကတ်ထားပြီးပါတထောင်လေးနှစ်ခုကပူကတ်ကိုယ့်ရဲ့မီးစီအောက်တန်းတန်းလေးမှာထားပြီးမယ်လက်ဖွားလေးနှစ်ဖက်ကိုမူတာပုံစံလေးထားလို့ရှိကိုယ့်ရဲ့မီးစီလေးကိုတင်ထားပြီးမျက်လုံးလေးကိုမိတ်ရှူတင်းရှူထုတ်ကလေးနဲ့ကနာလေးအနာယူပေးပါဒီ pose ကလေးကကျမတို့ခါအောက်ပိုင်းကိုတတ်တာစေပါတယ်ပြီးဖြည်းဖြည်းချင်းစီထားလာမယ်ကျမတို့ heart opening ပုံလေးဖြစ်တဲ့ camel pose ကလေးကိုလေ့ကျင့်ကြည့်ကြရအောင်ဒူးနှစ်ဖက်အကွာဝေးကကိုယ့်ရဲ့ခါအကွာဝေးတိုင်းရှိရပါမယ်ဘလော်တုံးလေးတုံးကိုကိုယ့်ရဲ့ခြေချင်းဝတ်ကလေးနာမှာထားပေးလို့ရပါတယ်ခြေပြားလေးကချထားတယ်လို့ခြေပြားလေးကိုလည်းခောက်ထားလို့လည်းရပါတယ်ရှင်ကိုယ့်ရဲ့လက်ဖနှောက်ကလေးကိုခါနောက်ကလေးမှာထားလိုက်မယ်အသက်ရှူသွင်းရင်းနဲ့ရင်ဘတ်ကလေးကိုဖွင့်အနောက်ကိုဖြည်းဖြည်းချင်းစီလမ်းကြမယ်တင်မလေးကိုအရှိကိုတွန်းလို့ရမယ်ရှူထုတ်ရင်းနဲ့စန်တာကိုပြင်လာမ
မယ်ရှူတွင်းပြီးတော့ရင်ဘတ်ကလေးကိုဖွင့်အနောက်ကိုပြေးပြေးချင်းစီလန်ချတင်မလေးကိုအရှိကိုတွန်းပြီးရှူထုတ်စင်တာကိုပြန်ယူလာမယ်ရှူတွင်နောက်တစ်ကြိမ်ရင်ဘတ်ကလေးကိုဖွင့်အနောက်ကိုပြေးပြေးချင်းစီလန်ချမယ်တင်မလေးကိုအရှိကိုတွန်းမယ်ရင်ဘတ်ကလေးကိုဖွင့်ထားပြီးမယ်one bite ဒါလေးတွေကိုတင်ထားပြီးပါရှူထုတ်ပြီးစင်တာကိုပြန်လာမယ်နောက်တစ်ကြိမ်ရှူတွင်းပြီးရင်ဘတ်ကလေးကိုဖွင့်အနောက်ကိုလန်ချအခုချိန်မှာကိုယ့်ရဲ့ညာလက်ကလေးကိုအနောက်ကလော်တုံးလေးပေါ်မှာတင်လိုက်မယ်သို့မဟုတ်ကိုယ့်ရဲ့ခြေပနောက်ပေါ်မှာတင်လို့ရတယ်လို့ခြေဝါးပေါ်မှာလည်းတင်လို့ရတယ်ဖြည်းဖြည်းချင်းစီပဲကိုယ့်ရဲ့ဘယ်ဘက်လက်ကလေးကိုလည်းအနောက်ကလော်တုံးပေါ်မှာတင်ထားပြီးပါရင်ဘတ်ကလေးကိုဖွင့်မယ်တင်မလေးကိုအရှိကိုတွန်းမယ်one bite ကြော်လေးတွေကိုတင်ထားပြီးမယ်ကိုယ့်ရဲ့မျက်နှာလေးကအရှိကိုကြည့်ထားလို့ရတယ်လို့ဥကောင်းလေးကလည်းနောက်ကိုလှန်ချလို့ရပါတယ်မျက်လုံးလေးကိုတော့ဖွင့်ထားပြီးပါရှူသေးရှူထုတ်ကလေးနဲ့တင်ထားပါမယ်3 2 and 1ဖြည်းဖြည်းချင်းစီရှေ့ကိုပြန်လာမယ်ကျမတို့အခုပါပီပိုကလေးကိုဆက်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်ဒူးနှစ်ဖက်ရဲ့အကွာဝေးကကိုယ့်ရဲ့ခါအကွာဝေးတိုင်းပဲထားနောက်ကခြေပြားလေးကိုခောက်ထားပြီးမယ်လက်ကလေးကဖြည်းဖြည်းချင်းစီအရှိကိုရှောက်သွားပြီးဒီချိန်မှာကျမတို့ကကိုယ့်ရဲ့ရင်ဘက်ကကျမ်းမြင့်ပုံကိုမကျနိုင်သေးဘူးဆိုလို့ရှိရင်ပါပီပိုကို modify လုပ်လို့ရတာလော်တုံးလေးကိုကိုယ့်ရဲ့ရင်ဘတ်အောက်အကယ်လေးမှာထားတာပြီးအဲဆိုရင်ကျမတို့ရင်ဘက်ကလေးကဖြည်းဖြည်းစီအောက်ကိုချလို့ရတယ်လက်ကလေးနှစ်ဘက်ကစမ်းထုတ်ထားမယ်ကိုယ့်ရဲ့လက်မောင်းလေးကနေဝဲနာလေးကိုကတ်ထားလက်ဖြားထိတ်ကလေးတွေကဒါဆန်ပြီးတော့ထုတ်ထားပေးရပါမယ်ရှင်ကိုက item မှာရတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်း flexibility ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်ဘတ်ကလေးကိုကြံပြီးမော်ကိုချပြီးဒီမလေးကအနောက်ကိုပြန်တွန်းထားပြီးခြေပြားလေးကိုချပြီးစီလေးကကြံပြီးမော်ကိုထားရပြီးရှူတင်းရှူထုတ်ကလေးနဲ့ခဏလေးထိထားပြီးမယ်3 2 ပြေးပြေးချင်းစီလက်ကလေးကိုနောက်ကိုပြန်ယူလာပြီးမယ်ပါပီပိုရဲ့ counter pose ဖြစ်တဲ့ rapid pose လေးကျမတို့တွားကြည့်ရအောင်ခြေပြားလေးကိုထောက်ထားမယ်ခြေဖနှောက်ကလေးကိုလက်ကလေးကခိုင်ထားပြီးမယ်ကြောကုန်းလေးကိုခုံးမယ်ကိုယ့်ရဲ့နဖူးဦးကောင်ကျမ်းမြေမို့၎င်းကိုယ့်ရဲ့ဒူးလေးနဲ့ထိထားပြီးမယ်တင်မလေးကိုအပေါ်ကိုမာတင်သွားမယ်ရှူသွင်းရှူထုတ်ကလေးနဲ့ခဏလေးထိထားပြီးမယ်3 2 and 1ပြေးပြေးချင်းစီကိုယ့်ရဲ့ pose ကလေးကို release လုပ်ပေးလိုက်ပါဟီရိုပို့စ်ကလေးနဲ့ခဏလေးထိုင်ထားပြီးခါလေးကိုမပတ်ကလေးထားပခုံးမှာရှိတဲ့တင်အားလေးကိုရှော့ထားပြီးပါရှူတင်းရှူထုတ်ကလေးအမြဲတမ်းလုပ်နေပြီးဖို့ခယူဆိုင်ပြီးပါကြောပြင်ပေါ်မှာခဏကိုလေးကိုထားလိုက်မယ်လက်ဖွားလေးနှစ်ဖက်ကတင်မတစ်ဖက်ချက်မှာခြားထားပြီးအသက်ရှူတွင်းပြီးကိုယ့်ရဲ့ခြေထောက်ကလေးကိုအပေါ်ကိုမတင်သွားမယ်90 degree ခြေပြားလေးကိုကိုယ့်ရဲ့ခနာကိုရှေ့ရစီကိုယူ
ယူထားပြီးလက်ဖွားလေးနှစ်ဖက်ကကိုယ့်ရဲ့ one bite ပေါ်မှာတင်ထားပြီးကျမတို့ belly breathing အားကြီးပြုလုပ်ပါမယ်ရှူတွင်းတဲ့အခါမှာ one bite ကိုဖောင်းမယ်ရှူထုတ်တဲ့အခါမှာ one bite ကိုရှက်မယ်လိုက်ပြီးတော့လေ့ကျင့်တဲ့သူတွေကကိုယ့်ရဲ့ခြေထောက်ကိုအပေါ်မှာ90 degree စံထုတ်မထားနိုင်ဘူးဆိုလို့ရှိရင်ဂျူးလေးကွေးပြီးတော့လေ့ကျင့်ပေးလို့ရပါတယ် belly breathing လေးပုံမှန်ပြုလုပ်ပြီးလေ့ကျင့်ပြီးသွားတဲ့အခါမှာကျမတို့စီတုပန္နာစနာဘရစ်ပိုလေးကိုဆက်ပြီးလေ့ကျင့်ကြည့်ကြရအောင်ဒူးနှစ်ဖက်ရဲ့အကွာအဝေးကကိုယ်ခါရဲ့အကွာအဝေးရှိနေရပါမယ်လက်ဖွားလေးကကျမ်းမြေပေါ်မှာရှိထားရမယ်အသက်ရှူသွင်းပြီးဒီမှာခါကြောလေမှာတင်မယ်ရှူထုတ်ပြီးတော့ပြန်ချမယ်ရှူသွင်းမှာတင်ရှူထုတ်ပြီးပြန်ချပြီးရှူသွင်းမှာတင်မယ်ရှူထုတ်ပြီးပြန်ချမယ်ရှူသွင်းမှာတင်ရှူထုတ်ပြီးပြန်ချမယ်ရှူသွင်းမှာတင်မယ်ရှူထုတ်ပြီးဖြည်းဖြည်းချင်းစီပြန်ချမယ်ရှူသွင်းမှာတင်ဒီချိန်မှာကျမတို့ခိုးထားပေးမယ်ပြီးရင်ကိုယ့်ရဲ့လက်ဖက်နှောက်ရဲ့အကူအညီလေးနဲ့ခါးလေးကိုမတင်ထားအသက်ရှူသွင်းပြီးညာခြေလေးကိုအပေါ်ကိုမတင်သွားမယ်ရှူသွင်းရှူထုတ်နဲ့ခဏလေးဟိုထားပေးပါဖြည်းဖြည်းချင်းစီပြန်ချမယ်လေးချေဘဲခြေလေးကိုပေါ်ကိုမတင်မယ်ရှူသွင်းရှူထုတ်နဲ့ထိန်းထားမယ်3 2 and 1ဖြည်းဖြည်းချင်းစီခြေထောက်ကလေးကိုပြန်ချလက်ကလေးကိုဖယ်လိုက်မယ်ဂျူလေးကိုပိုက်ခဏလေးနာပေးပါဤကိုယ့်ရဲ့ဂျူလေးကိုဘယ်ညာလှည့်ပြီးကြောပြင်းလေးကိုနှိမ့်နေပေးပါဘလော့တုံးလေးတုံးကိုယူမယ်ခါးရဲ့အောက်ပိုင်းဒီမှာနေရာလေးမှာဘလော့တုံးလေးကိုထားလိုက်မယ်ဘယ်ချီညာချီကိုယ့်ရဲ့မက်အကွာဝေးတိုင်းကာထုတ်လိုက်မယ်လက်ဖွားလေးကချမ်းမြင်ပေါ်မှာထားပြီးလက်ဖွားလေးကိုမျက်နှာချက်ဘက်ကိုမျက်နှာမူထားပြီးမျက်လုံးလေးကိုမိတ်ရှူတင်းရှူထုတ်ကလေးနဲ့ခဏလေးအနားယူပေးမယ်။ဒါကကျမတို့ခါအောက်ပိုင်းနာကျင်တာတွေအတွက်သက်သာစေပါတယ်။နေ့စဉ်လေ့ကျင့်ပေးလို့ရပါတယ်။ဖြည်းဖြည်းချင်းစီဒူးလေးကိုကွေးကျမလေးကိုမတင်လော်တုံးလေးကိုကိုယ့်ရဲ့ဒီမအောက်ကနေဖယ်လိုက်မယ်ကိုကျမတို့ final shavasana ကိုသွားပါမယ် final shavasana ကကျမတို့ယောဂလေ့ကျင့်ပြီးတဲ့အခါတိုင်းမှာလေ့ကျင့်နေတဲ့ယောဂကျင့်စဉ်တစ်ခုဖြစ်ပါတယ်ခြေ
ချောင်းကလေးတွေခြေပွားလေးတွေမှာရှိတဲ့တင်အားတွေကိုရှော့ထားမယ်တင်မှာကြောပြီး shoulder blade တွေဥကောင်းတွေကို adjust လုပ်မယ်လက်ပွားလေးနှစ်ဖက်ကကိုယ့်ရဲ့တင်မှာတစ်ဖက်တစ်ချက်မှာပလက်ကလေးထားမျက်နှာချက်ဘက်ကိုသို့မဟုတ်ကောင်းကင်ဘက်ကိုမျက်နှာမူထားပေးမယ်မျက်လုံးလေးကိုမှိတ်ထားမယ်မျက်လုံးအိမ်မှာရှိတဲ့တင်အားလေးတွေကိုရှော့ထားပေးမယ်နဖူးမေးကြောတွေမှာရှိတဲ့တင်အားလေးတွေကိုရှော့ထားပေးမယ်ပခုံးတွေနောက်ကြောပြင်တွေရှင်ဘက်ဝမ်ဘိုက်ကိုယ့်ရဲ့စီကုံတွေတင်မားတွေပေါင်ခြေသလုံးခြေချင်းဝတ်တွေခြေဖမိုးခြေဖွားခြေချောင်းလေးတွေအားစားတင်အားလေးတွေအားလုံးကိုရှော့ချပြီးကိုယ့်ရဲ့စိတ်ရောကိုယ့်ရဲ့ခန္ဓာကိုယ်ရောကောင်းကောင်းအနာယူပေးပါမိမိရဲ့စိတ်ရောမိမိရဲ့ခန္ဓာကိုယ်ရောကောင်းကောင်းအနာယူပြီးသွားတဲ့အခါမှာမိမိရဲ့စိတ်ကိုခန္ဓာကိုယ်စီကိုပြန်ယူလာပြီးခြေချောင်းကလေးတွေကိုညင်ညင်တတလှုပ်ပေးမယ်လက်ချောင်းကလေးတွေကိုညင်ညင်တတလှုပ်ပေးမယ်ဦးခေါင်းပေညာညင်ညင်တတကလေးပဲလှည့်ပေးမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတတိလေးကပ်ပြီးတော့လှုပ်ရှားပေးမယ်ခြေပြားလေးနှစ်ဖက်ကိုစုကပ်မယ်လက်ဖွားလေးနှစ်ဖက်ကဝမ်ဘိုက်ပေါ်မှာရှက်ထားပြီးအသက်ရှူသွင်းပြီးကိုယ့်ရဲ့လက်ကလေးကိုဦးခေါင်းအထက်ကိုဆန်ထုတ်လိုက်မယ်ခြေပြားလေးတွေကိုဆန်ထုတ်ခန္ဓာကိုယ်တစ်ခုလုံးကိုမှာရှိတဲ့အကျော်အစစ်တွေအားလုံးကိုဆန်ထုတ်လိုက်မယ်ရှူထုတ်ပြီးဖြည်းဖြည်းချင်းစီပြန်ပြီးတော့ရှော့ချပြီးဒူးလေးကိုကွေးမယ်ဘယ်ညာအစင်ပြေတဲ့ဘက်ကိုဖြည်းဖြည်းချင်းစီလှည့်လိုက်မယ်ရှူသွင်းရှူထုတ်ကလေးနဲ့ခဏလေးနေပေးမယ်ကိုယ့်ရဲ့လက်ဖနောက်ကလေးကရှင်မရှိမှထားပြီးသက်ရှူသွင်းရင်းနဲ့လက်ဖနောက်ရဲ့အကူအညီလေးနဲ့တတောင်တတာရှိရဲ့အနေထားလေးမှာထိုင်လိုက်မယ်အခုကျမတို့နာဒီရှုနာပရဏာယာမလေးလေ့ကျင့်ရအောင်ဘလော့တုံးလေးနှစ်တုံးကိုကိုယ့်ရဲ့ဓမ္မအောက်ကလေးမှာထားပေးပါပရဏာယာမတွေလေ့ကျင့်တဲ့အခါမှာကိုယ့်ရဲ့ထီးပုံးလေးကို elevate ဖြစ်နေဖို့ဂရုပြုပေးပါရှင်ကိုယ့်ရဲ့ခြေပုံးလေးက elevate ဖြစ်နေတဲ့အခါမှာကျမတို့ရဲ့ကြောရိုးမကလည်းမမက်ကလေးရှိစေပါတယ်ရင်ဘက်ကလေးကပွင့်အောက်ဆီဂျင် supply ပို့ပြီးတော့ရစေပါတယ်ဘယ်ဘက်လက်ကလေးကချင်မူဒရာညာဘက်လက်ကလေးက mercury မူဒရာနဲ့ညာဘက်လက်မလေးကိုညာဘက်နာသီဝါလေးပေါ်မှာတင်ထားပေးမယ်ဘယ်ဘက်ကနာသီဝါကနေပြီးတော့လေကိုကုန်းလုံးရှူထုတ်လိုက်မယ်ဘယ်ဘက်နာသီဝါကနေလေကိုပြန်ရှူသွင်းမယ်ညာဘက်နာသီဝါကနေလေကိုရှူထုတ်မယ်ညာဘက်ကနေလေကိုပြန်ရှူသွင်းဘယ်ဘက်ကနေလေကိုဖြည်းဖြည်းစီရှူထုတ်ပေးမယ်ဒါဆိုလို့ရှိရင်1 round ဖြစ်သွားပါပြီဆိုတော့ကျမတို့5 round 10 round အဆင်ပြေသလိုလေ့ကျင့်ပေးလို့ရပါတယ်ဘယ်ဘက်ကနေရှူညာဘက်နာသီဝါလေးကိုဖွေးညာဘက်ကနေပြီးတော့လေကိုရှူထုတ်ညာဘက်ကနေလေကိုပြန်ရှူသွင်းမယ်
ဘယ်ဘက်ကနေပြီးတော့လေးကိုရှူထုတ်ပေးမယ်ဘယ်ဘက်ကနေရှူသွင်းညာဘက်ကနေရှူထုတ်မယ်ညာဘက်ကနေရှူသွင်းဘယ်ဘက်ကနေရှူထုတ်ပေးမယ်နာရီရှုနာပရဏာယာမကိုကျမတို့ဒါကအခြေခံလေးကျင့်ကြံလေးဖြစ်ပါတယ်1:2လေးနဲ့တွားပေးပါရှူသွင်းတဲ့ဘက်က4ချိန်ဆိုလို့ရှိရင်ရှူထုတ်တဲ့ဘက်က8ချိန်ရှိရပါမယ်ရှူသွင်းတဲ့ဘက်က10ချိန်ဆိုလို့ရှိရင်ရှူထုတ်တဲ့ဘက်ကအကျိန်20ရှိရပါမယ်ကိုယ့်ရဲ့ counts ကလေး breathe in breathe out counts ကလေးကိုကိုယ့်ရဲ့ own pace အတိုင်းနဲ့လေတွားလို့ရပါတယ်ဘယ်ရှူညာထုတ်ညာရှူဘယ်ထုတ်5 round လေ့ကျင့်ပြီးတဲ့အခါမှာဘယ်ဘက်ကနေပြီးတော့အသက်ကိုရှူသွင်းမယ်4 3 2 1ရှူသွင်းလိုက်တဲ့လေးကိုဟိုးထားပြီးမယ်5 counts 5 4 3 2 1ညာဘက်ကနေလေးကိုရှူထုတ်မယ်8 7 6 5 4 3 2 1ညာဘက်ကနေလေးကိုပြန်ရှူသွင်းမယ်4 3 2 1ဟိုထားမယ်5 4 3 2 1ဘယ်ဘက်ကနေလေးကိုရှူထုတ်မယ်8 7 6 5 4 3 2 1အဲဆိုလို့ရှိရင် inter retention combo က1 round လေ့ကျင့်ပေးတာဖြစ်ပါတယ်လိုက်ပြီးတော့လေ့ကျင့်တဲ့သူတွေက3 round 5 round 10 round ကိုအဆင်ပြေသလိုလေ့ကျင့်ပေးလို့ရပါတယ်ဆက်စပြီးတော့လေ့ကျင့်တဲ့အခါမှာရှူသွင်းရှူထုတ်ကိုကြာရင်မဟုတ်ဘဲနဲ့အနည်းဆုံး5 counts ကနေစပြီးတော့လေ့ကျင့်ပေးပါရှင်ပြီးချင်းစီကိုယ့်ရဲ့ညာဘက်လက်ကလေးကိုဒူးပေါင်ပေါ်ကိုတင်လိုက်မယ်မိမိကိုဆန်စစ်ပေးမယ်မြည်သည့်အရာကိုမှမချက်မပေးဘဲနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုစောင့်ကြည့်ပေးပါတက်ရှူသွေးနဲ့လက်ပွားလေးနှစ်ဖက်ရှင်မရှိကိုယူလာပေးမယ်လက်ပွားလေးကိုပူအောင်နှွေးအောင်ပူချေပေးပါပူလာနှွေးလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်လုံးပေါ်မှာခုံကလေးအုပ်ပေးမယ် eyes exercise ကလေးလေ့ကျင့်အောင်မျက်လုံးလေးကိုဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်နဲ့ blinking ပြုလုပ်ပေးပါအပေါ်ကြည့်ပါအောက်ကိုကြည့်ပါစန်တာကိုပြန်ကြည့်မယ်ဘယ်ဘက်ကိုမျက်လုံးလေးတစ်စုံတောင်းကပ်ပြီးကြည့်ပေးမယ်ညာဘက်ကိုမျက်လုံးလေးတစ်စုံတောင်းကပ်ပြီးကြည့်ပေးမယ်ပြီးရင်ကျမတို့မျက်လုံးလေးကိုစန်တာကိုပြန်ယူလာအပေါ်ကိုကြည့်ဘယ်ဘက်ကနေပြီးတော့စက3ချိန်မျက်လုံးလေးကိုဝိုင်းမယ်ဒီနေတော့ညာဘက်ကနေ3ချိန်ပြန်ဝိုင်းမယ်ဒီနေတော့ပြီးမျက်လုံးလေးကိုဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ပြန်လုပ်ပြီးမျက်လုံးလေးကိုပိတ်လက်ပွားလေးနှစ်ဖက်ရင်ဘက်ရှိကိုပြန်ယူလာပြီးလက်ကလေးကိုပူအောင်နှွေးအောင်ပုတ်ချပြီးပြီးလို့ရှိရင်ကိုယ့်ရဲ့ပခုံးလေးတစ်ဖက်တစ်ချက်မှာလက်
ဖွားလေးကိုတင်လိုက်ဥကောင်းလေးကိုအသာလေးငုံလိုက်မယ်မိမိကိုယ်ကိုထွေးပိုက်ပေးပါမိမိကိုယ်ကိုချစ်မြတ်လို့ပေးပါမိမိကိုယ်ကိုချစ်မြတ်လို့ပေးခြင်းမိမိကိုယ်ကိုထွေးပိုက်ပေးခြင်းကကောင်းမွန်သောချစ်ခြင်းမေတ္တာတရားဖြစ်ပါတယ်လက်ဖွားလေးမှာရှိတဲ့ energy တွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်အနှံ့ကိုပို့လွှတ်ပေးမယ်တရှုသွင်းနဲ့လက်ကလေးနှစ်ဖက်ရှင်မရှိကိုရှုလာပြီးရှုထုတ်ရင်းနဲ့ဥကောင်းလေးကိုတားလေးညွှန်လိုက်မယ်ယနေ့ယောဂလေ့ကျင့်ငယ်ကျမနဲ့တူတူလေ့ကျင့်တဲ့အတွက်ယောဂပညာရှင်များကိုကျေးဇူးတင်ပေးပါ Universe ကိုလည်းကျေးဇူးတင်ပေးပါမိမိကိုယ်ကိုလည်းကျေးဇူးတင်ပေးပါဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်ပြီးဆုံကြမယ်နော်။